မင်္ဂလာပါရှင်တန်တအိမ်ချမ်းမြေမှာကြိုဆိုပါရရှင်ယခုမိတ်ဆက်ပေးမဲ့ကွက်ကလေးကတော့မန္တလေးမြို့အနောက်မြို့သစ် frame မှာရှိတဲ့အသင်းနေတိုက်ပါ2060ပေရောင်းလေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ဒီကွက်လေးကတော့69လမ်းမကြီးအနီးနဲ့13လုံးလမ်းမကြီးအနီးမှာတည်ရှိပါတယ်ရှင်ပေကျယ်လေးကတော့မျက်နှာပွင့်ပေ20နဲ့နောက်ကိုပေ60ရှိပါတယ်ရှင်အသင်းနေတစ်ထက်တိုက်လေးပါပါတယ်ကတ္တရာလမ်းသားလေးလဲကျဲပါတယ်ရှင်အလှည့်လေးကတော့အားလုံးကြိုက်တဲ့အရှိလှည့်လေးဖြစ်ပါတယ်ရှင်ပိုင်ဆိုင်မှုစာရဲ့စာတန်းလေးကတော့ဂရန်ချမ်းလေးနဲ့ရရှိမှာဖြစ်ပါတယ်ရှင်ရောင်းချမဲ့ဈေးနှုန်းလေးကတော့3800လေးနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ရှင်ဒီကွက်လေးကိုစိတ်ဝင်စားတယ်ဆိုရင်တော့တန်တအိမ်ချမ်းမြေ39985363လုံးခုံကိုဆက်သွဲပြီးမြင်ရင်ကြည့်မဲ့ချိန်လေးကြိုချိန်ပေးလို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်